ရပါပြီဦးစင်းအခုဦးစင်းနဲ့မတိုက်ချင်သေးပါဘူးအခုချိန်အရေးကြီးတာကအမျိုးပါလာသာသနာအတွက်ဒီရန်ကုန်ကလာတဲ့ကလားကောင်ကိုကျုပ်တို့လည်းအပ်ဖို့ပဲဒီမှာတကားဒါချမ်းသာရထုံးကုန်ရဲကွာဒီမှာရှိနေတာကျုပ်တို့အရက်သူရက်သားတွေကြီးပဲကျုပ်ကလည်းဒီချမ်းသာရအကြောင်းကပဲဘွဲ့ဒီကဥပညာတဲ့လွှာဝိုင်းဆရာကြီးဦးတန်းဆိုတာကျုပ်တို့အရက်သားမလို့ကျုပ်တို့စောင့်ရှောက်ရမှာပဲသူ့အိမ်လာတဲ့ဧည့်သည်ကကျုပ်တို့ဧည့်သည်ပဲသူလည်းမဟုတ်တာလုံးမဲ့ဧည့်သည်ကိုလက်ခံမဲ့သူမျိုးမဟုတ်ဘူးတကားတို့နိုင်ငံရေးတွေပါလေကျုပ်တို့ကတိတ်နားမလဲပါဘူးအခုဒီတကားကြီးလည်းရှင်းပြပြီးပြီအသက်14-15နှစ်ရွယ်ကလေးတစ်ယောက်ပါတဲ့ဒီတော့ကောလာဟာလာတွေကြောင့်ဖြစ်တဲ့အပြစ်မရှိဧည့်သည်တယောက်ဒုက္ခရောက်မဲ့အရေးကိုတော့ဦးစင်းတို့ကကာကွယ်ပေးရမှာပဲဝိုင်းအိုကြည့်နေသောချမ်းသာရထုံးကုန်ရက်ွက်ခံများနဲ့ပလိုက်ရက်ွက်ခံများတွေကထောက်ခံသောအတန်များထွက်လာပါလေပေါက်ကျော်ကြီးကမေယိုကြီးများထောင်ထလာတဲ့အထိအံကိုကြိတ်လိုက်ပြီးဟာဒီဖုန်းကြီးတော့နားမလဲပါမလဲနဲ့သူရဲကောင်းလာလို့နေတဲ့သေတော့မှာပဲဦးစင်းလေးကပြောလိုက်ပြီးတင်းပိုင်ရားထဲမှာထိုးထားတဲ့ဓမြောင်ကိုဆက်ခနဲထုတ်ခါပေါက်ကျော်ကြီးရဲ့ခြေထောက်ရှိမြေပြင်ကိုပေါက်ထလိုက်ပါလေပေါက်ကျော်ကြီးကခြေတစ်ဖက်ကိုမြောက်ပြီးနောက်ကိုခုန်ဆုပ်လိုက်ပါလေဓမြောင်ကမြေကြီးမှာဒုက္ခနဲ့စိုက်ဝင်သွားပါလေ